မင်္ဂလာပါကိုလင်းမီတို့မင်္ဂလာပါကျွန်တော်အခု cash talk မှာလာပြီးပြောပြရတော့ကျေးဇူးအများကြီးတင်ပါတယ်အခုကိုလင်းမီတို့ကကျွန်တော်ရဲ့ဒီ cash talk ရဲ့ series 1 episode 6ပေါ့နော်အဲ့ဒါကိုကျွန်တော်အခု interview လုပ်မယ်မှာကိုလင်းမီတို့ပထမဦးဆုံး introduction နဲ့ self introduction ကိုပြောပြရအောင်ကျွန်တော်နာမည်ကကိုလင်းမီတို့ပါကျွန်တော် education background ကတော့ IT background မဟုတ်ဘူးနော်ကျွန်တော်ကရေချောင်းတက္ကသိုလ်ကရေချောင်းပွဲနဲ့ရထားတယ်ဒါပေမဲ့အခုလောလောဆယ်ကတော့ကျွန်တော် CPF ဘုတ်မှာcloud engineer position နဲ့အလုပ်လုပ်စင်ကုန်မှာပေါ့နော်စင်ကုန်ဟောကျေးဇူးပါအဲ့တော့ကိုလင်းမီတို့ကကျွန်တော်ရဲ့ဒီ Scrum class မှာပထမ batch မှာလာပြီး attend လုပ်သွားတာပြီးတော့အဲ့ batch မှာလည်းကိုလင်းမီတို့ကဟို lucky winner ဖြစ်နေ certificate ကိုလည်းရပြီးတော့ချက်ချင်းအောင်သွားတယ်တစ်ပတ်အတွင်းမှာအဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်အများကြီးလည်းကိုယူပါတယ်ဒီကအောင်သွားအတွက်ချီရောမွန်နဲ့အမတ်ကလည်း100နီးပါပဲဟုတ်တယ်နော်ကို90တဲ့ဘယ်လောက်လဲမသိဘူးခုနအဲ့လောက်နဲ့အောင်သွားဆိုကျွန်တော် very proud အဲ့ဒါအတွက်လည်းကျေးဇူးအများကြီးတင်တယ်အဲ့တော့ကိုလင်းမီတို့ဒီစင်ကာပူပေါ့နော်ဖတ်ရောက်လာပထမဆုံးကျွန်တော်သိချင်တာပေါ့နော်ကျွန်တော်တို့ဒီ career journey ပေါ့ okay education တက်ပြီးရင်ပြီးမယ်အခု career journey နေမှာဒီအလုပ်ကိုဘယ်လိုမျိုးရှောက်ခဲ့ပြီးတော့ဒီကိုရောက်လာလဲဘယ်လို interview တွေဘယ်နှခါကြော်ဖြတ်ခဲ့ရလဲအဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြပေးရအောင်ဟုတ် career journey ကတော့ကျွန်တော်ပြောရရင်တော့ကျွန်တော်ကအရင်ကဒီရေချောင်းပွဲနဲ့ဆိုတော့တင်မောလိုက်တာပေါ့နော်နောက်ကျွန်တော်တို့ decision ချရဲတင်မောမလိုက်တော့ဘူးဆိုတော့ decision ချလိုက်တာမလိုက်တော့ဘူးဆိုတော့ဘယ်လိုလုပ်မလဲပေါ့ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တခြားဒီကြားထဲမှာတော့တခြားဟာလေးရှိတယ်နောက်ဒီစင်ကာပူစရောက်လာတာ2019မှာကျွန်တော် mechanical job တစ်ခုကျွန်တော် English speaking လို့မျိုးအဲ့လိုမျိုးဟို customer နဲ့ dealing လုပ်ရတဲ့ English speaking position ကျွန်တော်က English ဟိုကောင်းကောင်း communicate လုပ်နိုင်တယ်ဆိုပြီးတော့တို့ကခန့်လိုက်တယ်ပေါ့ဒါပေမဲ့ကျွန်တော်မှာ mechanical skill ကဘောဝါစီလို့မရှိဘူးဆိုတော့အဲ့မှာအဆင်မပြေဘူးပေါ့နော်အလုပ်ကအဆင်မပြေဘူးတစ်နှစ်လောက်လုပ်ပြီးတော့ကျွန်တော်လည်းထွက်လာတယ်ထွက်လာတဲ့ပြန်ငယ်2000ကိုဗစ်တွေမဖြစ်ခင်ပေါ့2020ကိုဗစ်တွေမစခင်မှာပြန်လာလိုက်တယ်ပြန်လာတဲ့အချိန်မှာအခုလက်ရှိကျွန်တော်ရဲ့မိန်းမပေါ့နော်အဲ့တုန်းကတော့ girlfriend ပေါ့ဟုတ်ပြီသူကအဲ့မှာကျွန်တော်ပြန်သွားတဲ့အချိန်မှာပြန်သွားရင်ဟိုစာလေ့လာလို့ရအောင်ဆိုပြီးတော့ networking for dummy ဆိုတဲ့စာကိုကျွန်တော်ပေးလိုက်အဲ့လိုမျိုးပေးလိုက်ကျွန်တော်ကလည်းဂိမ်းရမ်းဆော့တော့ဒီဟိုacademically ကို ID ဟို skills တွေကိုမသင်ထားရပါပဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟို research skill တွေဟို game ထဲမှာဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုး IP လောက်တာပါညာအဲ့ဒါလေးတွေကကျွန်တော်ကသိနေပြီနောက် problem solving skill တွေက game ဆိုတော့အဲ့ဒါတွေရရှိနေပြီလားဆိုတော့ तू က ID လောက်အောင်ပြင်ပေါ့ तू က reference ပြောပြီးတော့networking for dummy စာအုပ်ကြီးကို तू ပေးပြီးတော့ကျွန်တော်ရန်ကုန်ပြန်လွှတ်လိုက်ပြီးတော့2020 covid 2021အဲ့ဟိုကိစ္စရင်းထဲမှာတော့မြန်မာပြည်မှာကျွန်တော်ရောင်စိန်ဖြစ်တာပေါ့အဲ့နှစ်လောက်ကရောင်စိန်ဖြစ်ပြီးတော့မှ2022မှာတော့မဖြစ်တော့ဘူးငါပြန်လာတော့မြန်မာပြည်ကိုပြန်လာတယ်ဒါပေမဲ့စင်ကာပူပြန်ပြီးတော့ဒီလိုမျိုး network engineer ဒါမှမဟုတ် IT position တစ်ခုနဲ့ပြန်သွားမယ်ဆိုရင်ရွေးချက်နဲ့ပြန်လာခဲ့တာပေါ့ပြန်လာခဲ့တယ်ဆိုတော့အဲ့ဒီမှာ2022မှာကျွန်တော် CCMB အောင်မယ်ဆိုပြီးတော့ CCMB ပိတ်ချဖြည့်ပြီးတော့စင်ကာပူလာမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတော့ကျွန်တော်အလုပ် experience ရအောင်ရှာမယ်ဆိုပြီးတော့အလုပ်လိုက်ရှာတော့မြန်မာပြည်မှာပဲကျွန်တော် cloud engineer intern position ကိုရခဲ့တယ်ပေါ့နော်အဲ့မြန်မာပြည်မှာ experience နေယူတယ်အလုပ်တွေတောက်လျှောက်လုပ်တယ်အဲ့2022 23နှစ်ပေါ့နော်အဲ့နှစ်မှာကိုလည်း skill upgrade လုပ်တယ် self study တွေလုပ်တယ်အလုပ်နေနေပဲနောက်လျှောက်လုပ်တယ် certificate တွေလည်းရရလောက်ယူပြီးတော့အလုပ်တွေရှောက် interview တွေရလိုက် feature တွေဖြစ်လိုက်အဲ့လိုမျိုးနေပဲနောက်ဆုံးမှာ2023အောက်တိုဘာအဲ့တော့မှကျတော့ကျွန်တော် offer နှစ်ခုအဲ့တော့ရတယ်အဲ့တော့ offer နှစ်ခုရတယ် CPF နဲ့ SCS အဲ့မှာကျွန်တော် CPF ကိုရွေးပြီးတော့2024 January မှာကျွန်တော်ရောက်လာအဲ့ကိုဒီဗီဒီယိုရဲ့ဒီ career journey ကကျွန်တော်အရန်ဖိတ်ဝင်သွားဘာကြောင့်လဲဆိုတော့ကိုဒီမှာတင်မောသားဒီကနေပြီးတင်မောလိုက်ရနေပြီးတော့ career engineer ကနေပြီးတော့အခု IT ဘက်ကိုလုံးဝယူပြောင်းသွားတယ်လေအဲ့ဒါအရန်ဖိတ်ဝင်သွားဖို့ကောင်းတယ်အဲ့တော့အခုလိုမျိုး interview တွေပါဖြေရတဲ့တဲမှာဟိုထားပါတော့ NGS ဆိုပြီး CPF မှာပဲဖြစ်ဘယ် interview အခက်ခဲမျိုးအခက်ခဲဆုံး interview question တွေကြုံတွေ့ခဲ့ရတယ်ဒါမှမဟုတ်ရှင် trial သူတို့မေးတဲ့ interview မှာတင်မှာ practice လုပ်ခိုင်းတဲ့ဟာတွေအဲ့ဒါကဘယ်လိုကြော်ဖြတ်ခဲ့လဲအခက်ခဲဆုံးဟာနဲ့အဲ့ဒါကိုဘယ်လိုဖြတ်ကြုံခဲ့လဲဆိုတော့ဆက်ရှင်းပြပေးရအောင်ခက်ခဲဆုံး interview မှာခက်ခဲတဲ့မေးခွန်းဆိုတာကိုမသိတဲ့မေးခွန်းကိုမသိတာကိုမေးလို့ရှိရင်ခက်ခဲပေါ့ကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်ဆိုလို့ရှိရင် Linux focus interview တွေဖြည့်တာဖြည့်လို့ရှိရင်ကိုကတော့မြန်မာကိုလှုပ်ခူးတဲ့ဟာကတော့ Linux
OS support ပေါ့နော်အဲ့လိုမျိုးဆန်ဆန်လုပ်တယ် cloud ပေါ် cloud ဆိုရင်ကျွန်တော်က Linux server ကြီးပဲများကျွန်တော်ကင်ခဲ့တာတောက်လျှောက်က Linux တွေပဲဒါပေမဲ့ interview မှာတို့မေးလို့ရှိရင်ဥပမာ Red Hat နဲ့ပတ်သက်လို့ရှိရင်သူ satellite မေးတယ် Ansible automation platform အဲ့ဒါကြီးနဲ့ပတ်သက်ပြီးအဲ့ဒါတွေကြတော့ကျွန်တော်မသုံးဘူးမသုံးဘူးဆိုတော့ကျွန်တော်ကတော့ဟိုအမှန်တိုင်းပဲကျွန်တော်မသုံးဘူးမလေ့လာဘူးမကြားဘူးဒါပေမဲ့ကျွန်တော်လမ်းလုပ်ဖို့ရည်ရွယ်ချက်တွေရှိတယ်ပေါ့အဲ့လိုမျိုးပဲကျွန်တော်ကအမှန်တိုင်းပဲဖြေတယ်တခုကအဲ့လိုမျိုးဖြေပြီးလို့ကျွန်တော်တကယ်လို့ဒီ interview အောင်တယ်မအောင်ကျွန်တော်မစင်စားဘူးဒီခုမှတွေ့တဲ့ experience ကိုကျွန်တော်ရှာဖတ်တယ် research ပြန်လုပ်တယ်ပြီးရင်အဲ့ဒီဟာကိုနောက် interview မှာတကယ်လို့ကြုံခဲ့ကျွန်တော်ပြန်လုပ်တယ်အဲ့လိုဒီ interview ကကျွန်တော်ပြီးသွားတာမဟုတ်ဘူးနောက် interview တွေအတွက်ကိုငါ prepare လုပ်နေကိုအတွက် enhance ဖြစ်လာတဖြည်းဖြည်းအဲ့လိုမျိုးလုပ်ပြီးတော့ဟိုဖြစ်တာပေါ့ဟို interview တစ်ခုကြာတာဟိုတော့အဆင်မပြေသွားတာဘာမှဟို end of the wall မဟုတ်ဘူးတော့ပေါ့တယ်အဲ့လိုမျိုးပဲဆက်သွားတာပေါ့အဲ့တော့ခက်ခဲတဲ့မေးခွန်းကတော့အဲ့လိုမျိုးဟိုမဖြစ်ဘူးဆိုလို့ရှိရင်ကိုနားမလည်ဘူးဆိုလို့ရှိရင်အဲ့ဒီဟာကို base လုပ်ပြီးတော့ကိုကပြန်ပြီးတော့လမ်းလုပ်ပြီးတော့နောက် interview တက်ကောင်းဥမာထားပါတော့ကျွန်တော်မြန်မာပြည်ကဟိုလူငယ်တွေပဲအခုဟိုဒီကိုလာပြီးတော့အလုပ်ရှာမယ်စားလုံးမှာပဲဖြစ်ဖြစ်နိုင်ငံခြားမှာဖြစ်အလုပ်လာရှာမယ်ဆိုသူတို့ဘာတွေ prepare လုပ်ထားတင်တယ် ID နဲ့ပတ်သက်တဲ့အလုပ်တွေပဲဖြစ်ဖြစ်ဘာတွေ prepare လုပ်ထားတင်တယ်အဲ့ဒါမျိုးလေးတစ်ချက်ရှင်းပေးပေးအဲ့လိုမျိုးမှာကြတော့ကျွန်တော်တော့ကဆိုလို့ရှိရင်ဟောနှစ်ပိုင်းပေါ့နော် interview ရဖို့ရယ် interview ရပြီးတကယ် interview ပြန်ဖြေဖို့ interview မရခင်မှာကြတော့ဟိုကျွန်တော်တို့ CV မှာ presentation skill English skill လုပ်တယ်နောက်တစ်ခုကကျွန်တော်တို့ interview ရဖို့ပဲ interview ကျွန်တော်အလုပ်ရှာတဲ့လူတွေကဟို HR တွေHR က technical ဈေးမရှိဘူးလို့သတ်မှတ်ထားလို့ရတယ်သူတို့ကဟိုတကယ်ဟို technical interview မဲ့လူစီကို CV pass ပေးလိုက်ဖို့အတွက်ဟိုကျွန်တော်တို့ကစင်ကာပူဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအများကြီးပဲပေါ့နော်ဟိုကျွန်တော်အာရှတနိုင်ငံအာရှတဝမ်းလုံးကအာရှတဝမ်းနေရာဒီဘက်ကိုဟုတ်တယ်ဗီယက်နမ်ဖိလစ်ပင်းအကုန်လုံးကရှောက်နေကြတယ်ဟုတ်တယ်အိန္ဒိယအဲ့ဒါနဲ့ကျွန်တော်တို့ကပြန်ရှောက်နေရတဲ့အချိန်မှာဟိုတကယ်ဓမ္မကိုလှုပ်တဲ့တကယ်ကဆရာတွေကတော့ပြောလို့ရှိကြမယ် certificate တွေပါမလို့ဒါပေမဲ့ဒီအာရှတိုက်ကတတိုက်လုံးနဲ့ပြန်ရတဲ့အချိန်မှာ certificate က stand out ဖြစ်ဖို့လို့မှန်တယ်နောက်ပြီးဒီ HR review round ကနေ pass ပြီးတော့ကို CV ကtechnical interview လုပ်မဲ့လူစီကို CV ရောက်သွားဖို့လို့ရပေါ့နော်အဲ့ဒီအတွက် certificate တွေကကျွန်တော်ကတော့လိုတယ်လို့ပဲပြောဟုတ်တယ်အဲ့ဟာတွေ prepare လုပ်ရမယ်တကယ်လို့အဲ့ဟာ round pass ပြီးသွားပြီ technical interview ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်ဘယ်လိုပြောရမလဲ technical interview မှာကျွန်တော်တို့ဟို technical skill လည်းလုပ်မယ်နောက်အဲ့ဒီကိုယ့်ရဲ့ technical skill ကဥမာ10 out of 10ရှိတယ်အရင်ကျွမ်းဒါပေမဲ့လည်းကိုယ့်ရဲ့ English skill က5 out of 10ပဲရှိရဆိုလို့ရှိရင်ကိုပြောပြနိုင်တယ်ကိုယ့်ရဲ့ technical skill ကိုဟိုပြောပြတဲ့အခါမှာကိုက5 out of 10လောက်ပဲပြောပြနိုင်ဟုတ်တယ်အဲ့လိုမျိုးကြဘယ်လိုလုပ်မလဲ English skill ကောင်းအောင်လုပ်ရမယ်နောက်ပြီးတော့နောက်တစ်ခုကအဲ့လိုမျိုးအခက်အခဲနဲ့ကြုံလာပြီတော့ကိုက white boarding လုပ်ရအောင်ဟုတ်တယ် white boarding describe လုပ်ရအောင် basically draw နဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုး zoom meeting ပါပေါ့နော်အဲ့လိုမျိုး white boarding skill နဲ့ကြော်ဖြတ်သွားလို့ရတယ်အဲ့တော့လိုအပ်တာတွေကတော့English skill ရှိမယ်နောက် CV presentation skill တွေရှိမယ်နောက် technical skill ကလည်း must be ပေါ့အဲ့ပေါ့အဲ့တော့ဒီဟာတွေအားလုံးက communication နဲ့ဆိုင်တာပေါ့အဲ့တော့ကိုကဘာသာလည်းတိတ်မကျွမ်းကျင်တဲ့အတွက်ကြောင့်မလို့ကိုရှိမှာ communication ရှိလို့ရှိရင်ကိုက white boarding နဲ့ကိုပြောချင်တဲ့ဟာကိုဆွဲပြောပြသွားလို့ရတယ်တော့ပေါ့အဲ့ communication ကိုလုပ်တယ်အဲဒါကြောင့်ကျွန်တော်ဒီဟိုမှာ professional service bootcamp မှာလည်းကျွန်တော်အဲ့ဒါတွေအများကြီးထည့်ပြီးပြောပြပေးတာအဲ့တော့ဒီဟာကိုဒီ interview journey ကိုရှင်းပြပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ခုကအခုကျွန်တော်တို့ဥစ္စာကိုလေးပြတက်ခဲ့တဲ့ဟာက Scrum အဲ့တော့ထားပါတော့ဗျာကျွန်တော်တို့ Scrum မှာကျွန်တော်သင်ခဲ့တဲ့ Scrum artifact တွေရှိတယ် Scrum framework တွေရှိတယ်တင်မှာကျွန်တော်တို့ဒီ daily Scrum ဘယ်လို run လဲအဲ့ဒီရဲ့ experience တွေမှာတကယ်အလုပ်ခွင်ရောက်သွားအဲ့သင်ခဲ့တဲ့ဟာနဲ့အလုပ်ခွင်မှာလောက်ရတယ်ဘယ်ဟာဟိုဆက်ပြီးကိုကအသုံးပြုခဲ့လဲဘယ်ဟာတွေကအကျိုးဝင်လဲဆိုတော့တစ်ချက်တော့ရှင်းပြပေးလို့ရတယ်ကျွန်တော်တို့ကျွန်တော်သင်ခဲ့ရတဲ့အထက်မှာကျွန်တော်တို့အသုံးဝင်တာဆို daily ဟိုကျွန်တော် daily meeting daily stand up တွေကကြတော့ကို team နဲ့ဟိုမှာမဖြစ်ရင်တော့ကျွန်တော်တို့ဆိုရဲ Scrum framework ကြီးကိုဓာတ်ရိုက်ကြီးသုံးတာပေါ့နော်အလုပ်ထဲမှာဒါပေမဲ့ကိုယ့်အကိုအသုံးချလို့ရတယ် daily stand up ဆိုပြီးတော့ကိုယ့်အကိုမနေ့ပိုင်းအလုံးမစခင်7မိနစ်15မိနစ်အဲ့လိုမျိုးကိုမနေ့ကဘာတွေပြီးခဲ့တယ်ဒီနေ့ဘာတွေလုပ်ဖို့ကြံတယ်နောက်ပြီးဟိုဒီကြားထဲမှာပဲ ticket တွေတခြား tax တွေတက်လာမယ့်ဟာတွေရှိမယ်နောက်ပြီးဟိုကိုယ့်ရဲ့ progress ကိုလည်းကိုအဲ့လိုမျိုး daily standard လောက်တာဖြစ် track လုပ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ဟိုသုံးချပစ်တယ်လို့ထင်တာက retrospect ကိုပြန်ပြီးတော့ဟုတ်တယ် retrospect ရတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကို team meeting တွေလုပ်တယ် team meeting တွေကျွန်တော်တို့ bi weekly ရှိမယ် monthly ရှိမယ်အဲ့လိုမျိုး team meeting တွေ scrum ဆိုပြီးတော့မဟုတ်ဘူးသူတို့ကတော့ team meeting တွေလုပ်တဲ့အချိန်မှာကိုလုပ်ခဲ့တဲ့ current
ကိုလုပ်ခဲ့ဟိုဟာဆိုတာ project tax ဒါပဲပြော ticket အဲ့လိုမျိုးအဲ့ဒီဟာတွေအတွက်ကိုကဘယ်ဟာတော့အဆင်ပြေပြီးခဲ့တယ်ဘယ်ဟာတော့ improvement တွေလုပ်နိုင်တယ်ကိုပြီးခဲ့တာဘယ်လိုပြောလဲကိုက work done ဒါကြီးကပြီးသွားပြီအဲ့လိုမျိုးကြီးပဲပြောတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ track နော်ကိုယ့်ရဲ့ progress tracking ပြန်လုပ်နိုင်တယ် improvement ဘယ်လိုလုပ်နိုင်လဲဆိုတာကို team meeting မှာပြန်ပြောပြလို့ရတယ် prepare လုပ်ဖြစ်တယ်ပေါ့နော် okay အဲ့မျိုးကျိုးသက်ရတယ်ဒီမှာဟိုကိုက Scrum framework ကိုတည်ထားအတွက်ကြောင့်ဒီ red code တွေဘယ်လိုတန်းလဲ decision အဲ့ဒါအများကြီးကောင်းပါနောက်တစ်ခုကကျွန်တော်သိချင်တာအခုဒီကျွန်တော်ရဲ့ဒီ Scrum class ကိုဘယ်လိုတက်ဖြစ်သွားလဲဘာစိတ်ဝင်စားပြီးတော့တက်ဖြစ်သွားလဲကျွန်တော်ရှင်းပြပေးလို့ရတယ်အဲ့ကျွန်တော်တက်တဲ့အချိန်တုန်းကဆိုကျွန်တော်စင်ကာပူရောက်ပြီးတော့အလုံးမဝင်ခင်ကာလဟုတ်တယ်လုံးဝင်လာတယ်ဒါပေမဲ့တကယ်ကကျတော့ကျွန်တော်စင်ကာပူအလုံးရှောက်နေတာလည်းကြာပြီဆိုတော့အဲ့တကယ်အဲ့ကာလမှာကျွန်တော်ကဘာကိုယ့်အကိုအလုံးရှောက်တဲ့အချိန်မှာရောအလုံးမဝင်ခင်ရောပေါ့နော်ကိုကကျွန်တော်ဘာဖြစ်ချင်လဲဆိုတော့ကျွန်တော်ကဒီ agile process နဲ့ပို့ပြီးတော့ကျွန်တော် deep understanding ပို့ဖြစ်ချင်တယ်နောက်ပြီးတော့ကျွန်တော်ရဲ့အလုပ်မှာကျွန်တော် deliver လုပ်တဲ့ဟာကို deliver ကိုလုပ်တဲ့ deliver လုပ်တဲ့ value ကို consistently နဲ့ efficiently ဖြစ်ချင်တယ်အဲ့ဟာတွေတော့ရှာဖက်တော့ဒီ Scrum framework နဲ့ structure Scrum အဲ့ဒီဟာတွေတော့တွေ့ပြီးတော့ join ဖြစ်တယ် Okay ကျေးဇူးပါအဲ့တော့ဗျာဒီအလုပ်ခွင်မှာဒီ framework တွေ retro တွေလည်းသုံးပြတယ် daily standard လုပ်ပြတယ်အဲ့တော့အလုပ်မှာပေါ့နော်ဟိုဥစားအခက်အခဲဆုံး project ဘယ်ကျ project ရှိလဲသိရမလားအဲ့ project ကိုအခက်အခဲဆုံးတွေကဘယ်လိုကြော်ဖြတ်ခဲ့လဲဟိုကျွန်တော်တို့ရှင်းပြပေးလို့ရမယ်ဗျာအဲ့ဒါပြောရရင်တော့အခုအလုပ်မှာပေါ့နော်အခုအလုပ်မှာကျွန်တော်ဆို Linux focus နဲ့ကျွန်တော်ဝင်လာပြီးတော့9လ6လလောက်နေတော့အလုပ်ထဲမှာresource constraint တွေဖြစ်ပြီးတော့ကျွန်တော်တို့ဒါထားပါတော့ကျွန်တော် Linux ဒါပေမဲ့ Windows နဲ့ virtualization ဘက်မှာ resource constraint ဖြစ်တယ်ဒီရောက်လောက် turnover ဖြစ်တယ်ဟုတ်ဟုတ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့က request လုပ်တယ်Linux okay ဒါပေမဲ့ Linux မှာကျွန်တော်တို့ကလိုအပ်ရှိပြီးသားကျွန်တော်တို့ဒီ Windows နဲ့ virtualization ဘက်ကိုကျွန်တော်ဟို responsibility accountability ယူပေးနိုင်မှာဟုတ်ပြီယူပေးနိုင်မှာကျွန်တော်ကအမှန်တိုင်းပြောရင်ကျွန်တော်တောက်လျှောက်က Linux focus ကြီးလုပ်ခဲ့တယ်ပေါ့နော် Windows နဲ့ virtualization ကပြောရရင်ဟိုကိုယ့်အကို team economic casual လောက်တော့သိတယ်ဒါပေမဲ့တကယ် professionally take responsibility မလုပ်ဘူးဆိုတော့ဒါပေမဲ့သူတို့ရဲ့အခြေအနေကလည်းသူတို့ဟိုလူသစ်ကိုထပ်ခေါ်လို့ရတယ်အခြေအနေအဲ့လိုမျိုးအစမပြေတဲ့အခြေအနေဆိုတာကိုယ်တိုင်တကယ်နားလဲသိနေသူတို့တကယ်အခက်အခဲဖြစ်နေဆိုတာသိတော့ရတယ်ကျွန်တော်တော့ယူမယ်ဒါပေမဲ့ဟိုအဓိကပြမသွားဖို့ပေါ့နော်ပြမသွားတော့ဟိုစစကျွန်တော်စိုးရိမ်တာပေါ့ဟိုကိုတခါမှအဲ့လိုမယူတောင်းမယူတဲ့အပိုင်းဆိုတော့စိုးရိမ်တယ်ဒါပေမဲ့ဟိုပြမသွားဘူးတခုဘာ tax ပဲလာလားဘာ ticket ပဲလာလားဘာတွေပဲလာလားဟိုအချိန်ယူပြီးတော့ကိုမှရှိပြီးသား problem solving skill နဲ့တေချာ research လုပ်တယ် validate လုပ်တယ်တခုကိုမသိဘူးဆိုလို့ရှိရင်ကိုမှ senior ရရှိတယ်ကိုလူကြီးတွေရှိတယ်တေချာ confirm လုပ်တယ်လုပ်ပြီးတော့မှအဲ့လိုဆက်သွားရပါတော့အဲ့လိုမျိုးနဲ့ overcome နိုင်ခဲ့တယ်လို့အခုတော့တစ်နှစ်ကျော်ပါပြီအဲ့တော့ good very good job အဲ့တော့ဒီဟာဘာနှစ်ခုတွဲကင်နေရတယ်နှစ်ခုတော့မဟုတ်ဘူးတို့ဟိုဘက်ကျွန်တော်၄နှစ်ကလည်းလွင်လို့ခေါ်တယ်အဲ့လိုမျိုးဖြစ်ဟို main responsibility ကတော့ Windows နဲ့ Windows နဲ့တော့okayအဲ့မျိုးဆိုလို့ရှိရင်ရောအဲ့မှာကျွန်တော်တို့ခုသိချင်တာ day to day activity အနေနဲ့ပေါ့နော်ကိုကနေ့တိုင်းဘယ်ဟာတွေလုပ်ရအခုဒီ Windows နဲ့ visualization မှာဆိုရင်ဘာတွေကြည့်ရတယ် ticket တွေကြည့်ရလားဘယ်ဟာမျိုးတွေကိုကြည့်ရလဲ day to day မှာတော့ကျွန်တော်တို့ monitoring နဲ့ကိစ္စ possibility တွေရှိမယ် possibility မှာမှဟို virtualization မှာဆိုကျွန်တော်တို့ဒီ login site ကိုပါအဲ့လိုမျိုးလေးဟာလည်းလုပ်ပေးရတာရှိတယ်day to day ကတော့ဒီ Windows နဲ့အဲ့ VMware ticket တွေနဲ့တက်တာအဲ့ဒါတွေကို data တွေရှင်းရပေါ့ issue တွေပေါ့အဲ့ log တွေကြည့်ရမယ်ဘာသာပေးချက်သဘောပေါက်ပြီတော့ပေါ့အဲ့တော့ကျေးဇူးပါအဲ့ရောဒီ educational journey ရော career journey နှစ်ခုလုံးကိုပြောပြရတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟိုပါပေါ့နော်အခုနောက်တစ်ခုသိချင်တာအခုကျွန်တော်တို့ဗျာ AI တွေလူတိုင်း AI လို့ပြောလာတယ်ပေါ့နော်အခုဟို limit တို့အနေနဲ့ AI ကကိုယ့်အလုပ်ပါရောဘယ်လိုမျိုးထိခိုက်နိုင်မှုရှိလဲနောက်ပိုင်း IT မှာရော IT သမားတွေက AI ကိုလေ့လာတင်လားဘယ်လိုမြင်လဲကျွန်တော်တစ်ချက်တော့ပြောပြပါဦးဗျာ AI နဲ့ပတ်သက်ရင်ကျတော့ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ AI ကဟိုကိုယ်ဘယ်လိုပြောမလဲ threat တစ်ခုအနေနဲ့တော့မမြင်နေဘူးเนาะကိုကအဲ့ဒီ AI ကိုအသုံးချပြီးကိုယ့်ကိုဘယ်လိုပိုကောင်းလာအောင် productivity မြင့်လာတယ်ဘောပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အလုပ်တွေမှာကျွန်တော်တို့မှာပါတဲ့ဟာတွေက technical skill 40% လောက်ပါတယ်နောက်ပြီး management တို့ documentation တွေ presentation တွေအဲ့ဒါတွေက60% လောက်ပါတော့ technical ထက်တောင်များတယ်ပြောလို့ရတယ်နော်ဟိုကိုတနေ့ကုန်လုံးဟို terminal ထဲမှာထိုင်ပြီးတော့လုပ်နေရတာမဟုတ်ဘူးအဲ့လိုမျိုး prepare လုပ်ရအဲ့လိုမျိုးတွေကြားလို့ရှိရင် okay technical အတွက်ကကြတော့လေ
AI ကိုသုံးပြီးတော့ validate လုပ်လို့ရရရှိတယ်100% တော့ fully မယုံဘူးဟို AI ကိုမေးလိုက် ကိုကနေပြီးတော့ ကိုကမေးလိုက်တယ်ကိုကခိုင်းလိုက်တယ်ဒါပေမဲ့ထွက်လာတဲ့ result ကိုကိုက validate လုပ်ပြန်လို့တစ်ချက်ဟိုလုံးဝ100% fully မယုံဘဲနဲ့ validate ပြန်လုပ်ပြီးမှ apply အဲ့လိုသဘောပေါက် အဲ့လိုမျိုးနောက်တကယ်ဟို share သုံးလို့ရတာတွေကအဲ့ဟို presentation အတွက် prepare လုပ်တာတော့နောက် documentation အတွက် prepare လုပ်တာတော့ အရင်မြန်သွား ဟုတ်တယ် Excel ကိုကျွန်တော်တို့ automation Excel မှာဆို automation တွေထုတ်ခိုင်းတာအဲ့ဟာတွေကြတော့ကိုယ်တိုင် Excel တင်တိုင်းတော့တက်စီရ မလို့တော့ဟုတ်တယ် အဲကျွန်တော်ဘာလုပ်ချင်လဲကျွန်တော်ဒီ online ကိုဘာလုပ်ချင်လဲဒီ row ဘာလုပ်ချင်လဲ ပြောလိုက်မယ်အကုန်လုံး ပြီးရင်ချက်ချင်းထွက်လာအဲ့ဒီဟာတော့ကတော့ဟိုကဟို data engineer အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လာအောင် data IT engineer ဖြစ်လာအောင်က AI အများကြီး support လုပ်ပေးလိုက် โอเคโอเค ကိုယ့်အတွက် opportunity ပုံများကိုကမသုံးတဲ့လူနဲ့သုံးတဲ့လူနဲ့အရန်กว่า ဟုတ်တယ်အဲ့မှာအရင်ကောကိုကသုံးတတ်ဖို့လိုတယ် product body တွေဆွဲပြီး ခိုင်းတတ်ဖို့လို ခိုင်းတတ်ဖို့လိုတယ် exactly ကျေးဇူးပါအဲ့ဒါမျိုးပြောပြရအခုကထားပါတော့အခုမြန်မာပြည်ကလူငယ်တွေအခု IT ဘက်ကိုသွားမယ် DevOps ပဲဖြစ်ဖြစ် SRE ပဲဖြစ်ဖြစ်ဟိုသူ project ပဲဖြစ်ဖြစ်တရားမှုသွားရမယ်ဆိုလို့ရှိရင်ဘာတွေကိုလေ့လာတင်လဲဒီကိုနိုင်ငံခြားကိုလာမယ်ဆိုလို့ရှိရင်ဘာတွေကို prepare လုပ်ပြီးတော့သူတို့အတွက်ပြင်ဆင်တင်လဲ AI ဆိုလဲ AI ကိုလေ့လာမယ်ဆိုဘယ် tools တွေလေ့လာတင်လဲအဲ့ဒါလေးရောတစ်ချက်ပြောပြလို့ရလားမသိဘူးဗျာ AI tools တွေကကျွန်တော်ကတော့ဟိုအရင်တခြား deep dive ကြီးဆက်စားခြင်းမှာ deep dive အဲ့လိုမျိုးဟို compile လုပ်ပါကြအဲ့လိုမျိုးတွေကိုမတွားပဲနဲ့ဒီ ChatGPT တို့ Perplexity တို့အဲ့ဒါလေးတွေကိုပဲကိုကခိုင်းနိုင်အောင်စလုပ်အဲ့လုပ်တာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကဟိုလှုပ်လျှောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလှုပ်လျှောက်တယ်ကိုအလုပ်ကလှုပ်ရှင်ကကို interview အောင်မယ်လှုပ်ရှင်အလုပ်ခန့်တယ်အဲ့ဒါလောက်ပဲတွေ့တကယ်စင်က process ကကျွန်တော်တို့က M1 မှာ EP ရှာပါဟုတ်တယ်အဲ့ process ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်အလုပ်လျှောက်နေတဲ့အချိန်တုန်းကကျွန်တော် EP page က M1 EP page က eligibility ကိုဟိုလာတာဘယ်လောက်ရရလဲအဲ့ဘယ်လောက်မှ EP pass ဖြစ်မယ်နောက် EP မှာအမှတ်ဘယ်နှမရရမယ်ဘယ် education ရှိ point တွေအဲ့ဒီဟာတွေအကုန်လုံးကျွန်တော်အလုပ်ရအဲ့လိုကိုကဟိုအလုပ် education technical ဟိုဘယ်လိုပြောမလဲဒီ technical skill နဲ့ interview skill တွေပဲပြင်ဆင်နေတာမဟုတ်ဘဲနဲ့အလုပ်ရဝိုင်းဆိုတာကိုတစ်ခါတွေးထားတယ်ဟုတ်တယ်ရဝိုင်းဟို education verification တွေဘယ်လို check ရမလဲ EP page M1 EP တွေမှာကျွန်တော်သွားကြည့်ထားတယ်ကြည့်ပြီးအကုန်လုံးဒီမှာကျွန်တော်လွတ်ရပြီးကိုယ်တိုင်ပြင်ဆင်ထားပြီးတာအလုပ် interview pass ပြီဆိုတာ ਨੇ အဲ့လိုမျိုးအဲ့ဒီ process တွေမြင်အောင်လို့သွားပြီးတော့ကြည့်ထားပြီးသားလုပ်ထားပြီးသားပေါ့နော်အဲ့လိုမျိုးတွေလည်း prepare လုပ်တင်တယ်ဟုတ်ထင်တယ်ပေါ့နော်အဲ့ဒီမှာပြရလူတွေနောက်တစ်ခုကတော့အရေးကြီးဆုံးကတော့ English skill ကိုကျွန်တော်တို့ဒီမှာမြန်မာကျွန်တော်တို့ကဟိုမြန်မာလိုပြောပြီးနေလုပ်ငန်းကမှာ 100% easy နေလို့ရတယ်ဒီမှာတင်းတစ်ခုတော့ကျွန်တော်တို့တယောက်တည်းပဲတယောက်တည်း one man လုံးဖြစ်တယ် one man ဘာမီတန်းလူရဲ့ 80% လောက်က Indian ဒါလူကအဲ့လိုမျိုးဆိုတော့ English communication skill အဲ့လိုတယ်အဲ့ဒါကြီးပြင်ဆင်တင်တယ်ပေါ့လူငယ်ကျေးဇူးပါအဲ့ဒါမျိုးရှင်းပြပေးရတဲ့အတွက်ဘယ်လိုမျိုး prepare လုပ်ရမလဲပါတယ်အကုန်လုံးရှင်းပြပေးရကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီဟာဟိုဥစားတကူတကလာပေးရတဲ့အတွက်လည်းကျွန်တော်အများကြီးကျေးဇူးတင်တယ်အခုဒီ episode ကိုတော့ပြီးပြီပေါ့နော်ကျွန်တော်တို့အဲ့တော့ပြောချင်တာကဒီအခု episode 6ပြီးဆုံးသွားတဲ့အတွက်ကျွန်တော်ရဲ့ channel ရှိရဲဒီ cash talk ဟိုဟာကို subscribe လုပ်ပြီးတော့တော့ဖတ်ပေးပါအဲ့တော့လူငယ်အခုပြောချင်တာက first step အနေနဲ့ဒီ career ကိုစရမယ်ဆိုလို့ရှိရင် everything important for key to success ဒီ start with the very first step အဲ့ဒါပြီးသွားရင်သူ့ဟာသူတခြားဟာတွေပြီးသွားပါမယ်လို့ပြောရင်းနဲ့ကျွန်တော် episode 6ကိုဒီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးပါကိုကျေးဇူး